လေရင်ပဲ3ယောက်ဟာသူတို့ရဲ့အလောက်ကန်ကိုအသုံးချပြီးရွှေမောင်ကိုကူဖို့အကြံကြီးတစ်ခုစဉ်းစားခဲ့ကြတယ်သူတို့ကရွှေတုံးတွေကိုအရင်ဆုံးအပူပေးပြီးအရေးတော်အောင်လုပ်တယ်ပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့မုတ်ထဲကိုလောင်းထည့်ပြီးအေးခံလိုက်တယ်အေးခံပြီးတဲ့နောက်ရွှေတုံးတွေကရွှေလုံးပုံစံဖြစ်သွားတယ်လုံခြုံရေးစစ်ဆေးမှုမဖမ်းမိစေဘူးသူတို့ကရွှေလုံးတွေကိုချောကလက်အုပ်လိုက်ပြီးဖောနဲ့ဘက်ကချောကလက်လိုဖြောက်ထားတယ်နောက်ဆုံးမှာတော့ luggage ထဲထည့်ပြီးပေါင်100လောက်ရှိတဲ့ရွှေတွေကိုတူပဲကိုခိုးတယ်ဖို့စီစဉ်လိုက်တယ်သူတို့က flight attendant ဖြစ်တာကြောင့် security ကတိတ်မစစ်ဘူးဒါကြောင့်3ယောက်လုံးရွှေတွေကိုအောင်မြင်မြင်လေးရင်ပေါ်တင်နိုင်ခဲ့တယ်ဒါပေမဲ့ flight တွင်းမှာတော့လုတ်ဖို့ပိုင်းဘက်တွေတန်တရားဝင်မလားဆိုပြီးအတွင်းစိတ်တုံ့မှုကိုမျိုးသိပ်ထားရတယ်မကြခင်တူပဲ airport ကိုရောက်လာပြီး3ယောက်လုံးစိတ်အေးသွားပြီလို့ထင်နေချိန်gate မှာ security တွေကသူတို့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြတယ်ဒါပေမဲ့ကံကောင်းစွာနဲ့စစ်ဆေးခြင်းမရှိခဲ့ဘူးသူတို့လည်း airport ကနေလွတ်လွတ်လပ်လပ်ထွက်နိုင်ခဲ့တယ်အဲ့ဒီနောက်ဟိုတစ်ခုမှာဘာရွက်နဲ့တွေ့တယ်ပစ္စည်းစစ်ပြီးတဲ့အခါလူရောကအရန်ကျင်းနဲ့သွားပြီးငွေကြေးများကြီးပေးချေလိုက်တယ်ဒီနီးလန်းနဲ့ပဲသူတို့ကနောက်ပိုင်းမှာလည်းရွှေမောင်ကိုဆက်လုပ်ကြပြီးငွေတော်တော်များများရလာတယ်3ယောက်လုံးမကြခင် millionaire ဖြစ်တော့မယ်လို့တွေးနေချိန်မှာမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာတယ်ဒီတစ်ခါတော့ airport security ကသူတို့ကိုရုတ်တရက်တားလိုက်တယ်တယောက်ကတိုင်ကြားထားတာဖြစ်နေတယ်သူတို့ကို interrogation room နဲ့ခေါ်သွားပြီး luggage တွေကိုစစ်ဆေးတော့ chocolate တွေတွေ့သွားတယ်ဒါပေမဲ့ Annie ကတော့လုံးဝမကြောက်ဘူး security officer တယောက်က chocolate တစ်လုံးကိုကိုက်ကြည့်လိုက်တော့အထဲမှာရွှေမဟုတ်ဘူးတကယ်တော့ဒါကသူတို့ရဲ့ plan ပဲ security ကစိတ်ဆိုးပြီး chocolate အားလုံးကိုပေါက်စစ်ပေးမယ်ဘာမှမတွေ့ဘူးဘာလို့လဲဆိုတော့စစ်ဆေးမဲ့တရင်ရပြီးတဲ့အချိန်မှာသူတို့ကရွှေအားလုံးကို layer conditioning panel ထဲဝတ်ထားပြီးသားဖြစ်နေတယ်တက်တေအထောက်ထားမလုံလောက်တာကြောင့်အာဏာပိုင်တွေက3ယောက်ကိုပြန်လွှတ်လိုက်ရတယ်နောက်ပိုင်းမှာသူတို့ကလှုပ်ဝက်စုံစမ်းကြည့်တဲ့အခါသူတို့ကိုတိုင်ကြားခဲ့တဲ့သူကကို company ရဲ့ chairman ကိုယ်တိုင်ဖြစ်နေတယ်ပူဆိုးတာက chairman ဟာသူတို့ရဲ့နောက်ွယ်က mastermind လည်းဖြစ်နေတယ်အဲ့ဒီအချိန်မှာ3ယောက်လုံးသဘောပေါက်သွားတဲ့ chairman ကသူတို့ကို save ကိုလုပ်ဖို့စူးစမ်းနေတာဖြစ်တယ်ဒါကြောင့်သူတို့က chairman ကိုပြန်လက်စားချေဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီညမှာ3ယောက်လုံး disguise လုပ်ပြီး chairman ရဲ့ party ထဲကိုဝင်သွားတဲ့ chairman မတတိထားမိချိန်ကနေကခန်းတော့ကိုခိုးယူလိုက်တဲ့တစ်ဖက်မှာ Lisa က surveillance room ထဲဝင်ပြီး main system ထဲ virus ထည့်လိုက်တယ်ချက်ချင်းပဲ building ထဲက camera အားလုံးပိတ်သွားတယ်ဒီခွင့်ရေးကိုအသုံးချပြီး3ယောက်လုံး chairman ရဲ့ room ထဲဝင်ကဒေါ်လာတန်300တန်ရွှေတွေခိုးဖို့ကြိုးစားတယ်ဒါပေမဲ့ luggage case တွေဖွင့်လိုက်တဲ့အချိန်မှာတော့အကုန်လုံးအလွတ်တွေဖြစ်နေတယ်သူတို့က chairman ကသူတို့ကိုလှည့်စားပြီးထွက်ပြေးဖို့ပြင်ဆင်နေပြီလို့တွေးလိုက်တယ်ဒါကြောင့်ရွှေတွေကသူ့ private jet ပေါ်မှာရှိနေမယ်လို့ခန့်မှန်းကြတယ်3ယောက်လုံးအတူ work credentials တွေလုပ်ပြီး chairman ရဲ့ private jet ထဲ infiltrate လုပ်သွားတယ်ပြီးတော့ရေထဲ sleeping pill ထည့်လိုက်တယ် chairman ရေတောက်ပြီးမကြခင်သတိလစ်သွားတယ်အဲ့ဒီအချိန်မှာသူတို့ cabin ထဲဝင်ကြည့်လိုက်တော့ luggage case အပြည့်တင်ထားပြီး case တိုင်းထဲမှာရွှေတွေအပြည့်ဖြစ်နေတယ်သူတို့ကချက်ချင်းရွှေ case 3လုံးယူလိုက်ပြီး flight alarm ကိုနှိပ်လိုက်တယ် chairman တို့လာချိန်မှာတော့ရဲတွေရောက်နေပြီးသား case အပြည့်ရွှေတွေကိုမြင်တာနဲ့ရွှေမောင်ကိုမှုနဲ့ chairman ကိုချက်ချင်းဖမ်းလိုက်တယ်နောက်ဆုံးမှာတော့လေယာဉ်မဲ့3ယောက်လုံး millionaire ဖြစ်သွားခဲ့ကြတယ်